T1 သမားတယောက်က Hollywood ရဲ့ name 1 gangster အဖြစ်ဘယ်လိုဖြစ်လာခဲ့ရဒီလူကတော့ Cillian Murphy ပါငယ်ငယ်ကလေးက Cillian Murphy ကဂီတာသမားတယောက်ဖြစ်ချင်ခဲ့ပါတယ်အသက်16နှစ်အရွယ်မှာသူ့အကူနဲ့အတူ The Son of Mr. Greages ဆိုတဲ့ T1 ကိုဖွဲ့စည်းပြီး Cillian ကတော့ဂီတာတီးသူဖြစ်ခဲ့ပါတယ် T1 ကအတော်လေးအောင်မြင်ခဲ့ပေမဲ့ Cillian လူချင်းနဲ့စိတ်ကြည်နပ်မှုကိုမရခဲ့ပါဘူးဒါကြောင့်ဂီတာလောကကနေဆုံးခွာပြီးတရုတ်ဆောင်လောကထဲဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူကပြားဆက်အများကြီးမှာပါဝင်ပြီး Disco Pig ဆိုတဲ့ပြားဆက်ကအရန်နာမည်ကြီးသွားပါတယ်အဲ့ဒီနောက်2000ခုနှစ်မှာ Disco Pig ဆိုတဲ့ရုပ်ရှင်အဖြစ်ထွက်ရှိလာခဲ့ပြီး Cillian Murphy ကအဓိကဇာတ်ဆောင်အဖြစ်ပါဝင်တရုတ်ဆောင်ခဲ့ပါတယ်နောက်နေ့မှာတော့ထပ်ပြီး28 day later မှာပါဝင်တရုတ်ဆောင်ခဲ့ပါတယ်အဲ့ဒီနောက် Batman အတွက် Batman ဇာတ်ကောင်းနေရာကို audience သွားဖြေခဲ့ပေမဲ့ director Christopher Nolan က Batman အတွက် Christian Bale ကိုရွေးချယ်ပြီးသားဖြစ်ပါတယ်ဒါပေမဲ့ Nolan က Cillian Murphy ရဲ့တရုတ်ဆောင်စွမ်းရည်ကိုအရင်သဘောကျလို့ Dr. Johnson ဇာတ်ကောင်းအဖြစ်တရုတ်ဆောင်ခွင့်ပေးခဲ့ပါတယ် Cillian ရဲ့တရုတ်ဆောင်မှုကိုပရိသတ်တွေလည်းအရင်သဘောကျခဲ့ပါတယ်2013ခုနှစ်မှာ Peaky Blinders ဆိုတဲ့ series ထွက်ရှိလာပြီး Cillian Murphy က Thermal Shelby ဆိုတဲ့ gangster ကောင်းဆောင်အဖြစ်တရုတ်ဆောင်ခဲ့ပါတယ်ပထမစီဇန်ကတော့ထင်သလောက်မပေါက်ခဲ့ပေမဲ့ဒုတိယစီဇန်ကနေစပြီးလူကြိုက်များလာခဲ့ပါတယ်နောက်ပိုင်းမှာ Netflix ပေါ်ရောက်လာတဲ့အခါ Peaky Blinders ကကဘာတဝန်းအောင်မြင်တဲ့ series တစ်ခုဖြစ်သွားခဲ့ပါတယ်ဒီ series ရဲ့ meme တွေ fan edit တွေဟာ social media ပေါ်မှာအရင်ပြန့်နှံ့ခဲ့ပြီး Thermal Shelby ရဲ့ style ကိုတော့လူအများကလိုက်ပြီးအတူခိုးလာကြပါတယ်အဲ့ဒီနောက် Cillian Murphy က The Dark Knight Trilogy Inception In the Heart of the Sea နဲ့ Dunkirk တို့လိုနာမည်ကြီးရုပ်ရှင်တွေမှာလည်းပါဝင်တရုတ်ဆောင်ခဲ့ပါတယ်နောက်ဆုံး2023ခုနှစ်မှာ Oppenheimer မှာအဓိကပါဝင်တရုတ်ဆောင်ခဲ့ပြီး Oscar ဆုကိုတော့ရရှိနိုင်ခဲ့ပါတယ်မိတ်ဆွေတို့ဒီ Cillian Murphy ရဲ့ဘယ်ဇာတ်ကားကိုအကြိုက်ဆုံးလဲ comment မှာရေးခဲ့ကြပါဦးနော်ပြီးတော့ဒီလိုဗဟုသုတဗီဒီယိုတွေအတွက်ကျွန်တော်ကိုလည်း follow လေးလုပ်ပေးသွားပါဦးနော်နောက်ဗီဒီယိုမှာတွေ့ကြစို့ Thanks for watching